မိုးတဲ့ညကဖုတ်တရေသို့မဟုတ်ဆေးပင်ဖော်တဲ့တရေကြီးမိုးဖွဲဖွဲကျနေတဲ့ဒီညမှာတော့လေကွင်းမြင်ထဲမှာဖားတန်တွေစူညံလို့နေပါတယ်။အောင်နဲ့ကြောစွာဆိုတဲ့တငယ်ချင်းနှစ်ယောက်ဟာရွာသားတွေလိုပဲရှာဖွေစားတော့ဖို့ကရိယာတွေကိုစီဆွဲပြီးထွက်လာခဲ့ကြတာပါ။ခေါင်းမှာတက်ထားတဲ့မီးရိပ်လေးတွေကလေကွင်းကျယ်ကြီးထဲမှာဟိုနားတစဒီနားတစလှုပ်ရှားနေကြတာကြောင့်သူတို့တငယ်ချင်းနှစ်ယောက်ကဒီထက်နဲ့ပိုဝေးတဲ့နေရာကိုသွားရင်ဖားတွေပိုရမယ်။ပြန်တဲ့အခါသူများထက်ပိုပါလာမယ်။သူများနဲ့လည်းလူစရာမလိုဘူးလို့တွေးလိုက်ကြတယ်။ဒါနဲ့ကန်ဒီကိုအတိုင်းရှောက်သွားပြီးရွာနောက်ဖက်အေးအိမ်ဘက်ကိုသွားဖို့တိုင်ပင်လိုက်ကြတယ်။အောင်နက်ကဒီညဖားတွေတော်တော်များတာပဲကွ။ကြော်စွာကအေးငါ့ကိုလည်းဆောင်းအောင်ဟာမင်းပလိုင်းထဲမှာပြေတော့မယ်ငါမှတဝက်တောင်မကြိုးသေးဘူးအဲ့ဒီအချိန်မှာပဲကြော်စွာတယောက်ဖားရိုက်ဖို့မိထိုးရှာနေတော့အောင်နဲ့လက်ရည်တူအောင်ဖားရဖို့ကြိုးစားနေကြမှာပဲအောင်စရာတစ်ခုကိုမြင်လိုက်ရတယ်ရေစံနားမှာလူတယောက်စောင့်ကြောက်ထိုင်နေတာကိုတွေးလိုက်ရတာပါရေကတိတ်မနဲ့တော့မီးထိုးပြီးတေချာကြည့်လိုက်တာပေါ့ကြော်စွာကဘသူလဲဟာအဲ့ဒီမှာဘာထိုင်လုံနေတာလဲအောင်နဲ့ကဘာကောင်လဲကွကြော်စွာအဲ့ဒီတတဝါကဖြည်းဖြည်းချင်းမတည့်ရလိုက်တယ်ဖားရှာတဲ့ပစ္စည်းကရိယာဘာမှမပါပဲကုန်းကွက်ကြောပြင်ကြီးကိုမြင်လိုက်ရတော့သူတို့နှစ်ယောက်လုံးကြက်သေးသေးပြီးခြေလမ်းတွေရဲတန့်သွားတယ်အဲ့ဒီအရာကသူတို့ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာတယ်စတွေ့တော့ကလန့်စရာကောင်းပေမဲ့အခုတော့ပို့ပြီးတုံလုံးခြောက်ခြားစရာဖြစ်နေပြီဘာလို့လဲဆိုတော့သူ့ခန္ဓာကိုယ်ကတာမန်လူထက်အစမတန်ကြီးပြီးမျက်နှာမှာသွေးကြောတွေပြိုင်ထနေတယ်မျက်လုံးကနီးရဲနေပြီးနှာခေါင်းထိပ်မှာအစိမ်းရောင်မီးလုံးလိုမျိုးလင်းနေတယ်အဆွဲတွေကချွန်ထက်ကိုယ်လုံးကမဲမဲတဲတဲလက်သေးခြေသေးတွေကရှည်ထွက်နေပြီးသူ့ပါးစပ်ထဲမှာလည်းဖားတကောင်ကိုကိုက်ထားသေးတယ်သူတို့နှစ်ယောက်လုံးတရေလို့អော်ပြီးနောက်လက်ထွက်ပြေးကြတာပေါ့လမ်းမှာလဲလိုက်ထလိုက်နဲ့တရေချောက်လို့ကဲကြပါအောင်တရေလိုက်နေလို့អော်ပြေးရင်တယောက်ယောက်နဲ့ဝင်တိုက်မိကြတယ်ဦးမြကဟေးဘာဖြစ်တာလဲကွာလဲကျသွားတဲ့ဦးမြကလဲခွင်းထဲမှာអော်မေးလိုက်တယ်ကျော်စွာကလည်းနာလွန်းလို့ညီးတွားရင်တရေအကြောင်းကိုပြောပြလိုက်တယ်ကျော်စွာကတရေကဲပါဦးတရေလိုက်နေလို့ဦးမြကဟဲ့ကောင်ကျော်စွာဒါဦးလေးဦးမြပါကွာဘာတရေမှမဟုတ်ဘူးသတိထားကြစမ်းပါငါ့ကိုဝင်တိုက်ပြီးငါခြေလောက်တောင်ကျိုးပြီလားမသိဘူးကျော်စွာကဘေးဘီကိုကြည့်လိုက်တော့အောင်နဲ့ကိုမတွေ့တော့ဘူးလူစုကွဲပြီးတခြားဘက်ကိုထွက်ပြေးသွားကြပြီထင်တယ်အားလုံးကလည်းလက်နေကြတာကိုသူလဲဦးမြကိုဖုတ်သေးရဲ့ကြီးတွေ့ချောင်းပြောပြတော့ဦးမြလည်းလန့်သွားတယ်သူလဲဒီနားတစ်ဝိုက်မှာရှာဖွေစားတော့နေကြပဲဖြစ်ပါတယ်ဒါနဲ့နှစ်ယောက်သားတွဲပြီးရွာထဲကိုအမြန်ပြန်ပြေးကြပါတော့တယ်နောက်တနေ့မှာတော့အောင်နဲ့ကြောစွာတို့တဲအကြောက်ခံရတဲ့တဲ့င်းကရွာထဲမှာပြန့်သွားတယ်ရွာသားတယောက်ကဦးလေးမြခမားနဲ့ကြော်စွာနဲ့အတူပြန်လာတာဆိုတဲကိုမတွေ့လိုက်ဘူးလားလူတိုင်းကဦးမြကိုဝိုင်းကြည့်ကြတယ်ဦးမြကကျုပ်မမြင်ပါဘူးဆိုနေသူတို့နဲ့ကျုပ်ကလမ်းချင်းမတူဘူးသူတို့ပြေးလာပြီးကျုပ်ကိုဝင်တိုက်မိမှဆုံကြတာအခြားရွာသားတယောက်ကနှမျောစရာကောင်းတာကအဲ့ဒီနှစ်ကောင်အဲ့ဒါဘယ်သူလဲဆိုတာကိုမှတ်မိမလားကြဘူးရှေးလူကြီးတွေပြောစကားအရာဖုတ်သေးဆိုတာကအဲ့ဒီလူဘယ်သူလဲဆိုတာကိုသိပြီးနာမည်တက်နိုင်ရင်သူကလာပြီးလက်စားချေတတ်တယ်ဒါမှမဟုတ်အဲ့ဒီတရေဖြစ်တဲ့သူက3ရက်ဒါမှမဟုတ်9ရက်အတွင်းသေလိမ့်မယ်တခြားရွာကလာတာလဲဖြစ်နိုင်တယ်အောင်နဲ့ကြော်စွာကိုတေချာမေးကြည့်ပါဦးနောက်တစ်ယောက်ကငါမေးတာတော့ရွာသားတွေနဲ့မတူဘူးရုံစိုးပန်းစိုးကြီးလို့ပြောတယ်ဒါပေမဲ့ငါထင်တော့ဒီနားတစ်ဝိုက်ကလူပဲဖြစ်လိမ့်မယ်အဲ့ဒီအချိန်မှာ
ရွာလူကြီးတဦးဖြစ်တဲ့ဆရာလာရောက်လာပြီးစကားဝိုင်းလေးကိုဝင်ပြောတယ်။ဆရာလာကဖုတ်သေးရဲ့တောင်းကျဲနေတယ်ဆိုအဲ့ဒီကလေးနှစ်ယောက်အမြင်မားတာပဲနေမှာပါ။ငါတို့ရွာမှာဒီလိုကိစ္စမျိုးတစ်ခါမှမရှိဘူးပါဘူးကွာ။အတိတ်ပဲမရှိတာမင်းတို့ကလည်းကောလာဟာလာတွေရှောင်မပြောကြပါနဲ့။ရွာသားတွေကြောက်ကုန်ပါမယ်။ရွာသားတယောက်ကအောင်နဲ့ကြော်သွားကတော့အတီပြောနေတာ။ဖျားတောင်ဖျားပြီးတတိလိမတက်ဖြစ်ကုန်ကြပြီ။တကယ်တွေ့ခဲ့တာနေမှာပါဆရာလှရာကျုပ်တို့လည်းဝိုင်းပြီးတတိထားမှဖြစ်မယ်။ဆရာလှကမင်းတို့ကလည်းမဟုတ်ကစိတ်ချောက်ချနေကြတာ။တရေတပတ်ဆိုတာဘယ်မှာရှိလို့လဲ။ငါဒီလောက်အသက်ကြီးနေပြီတခါမှမမြင်ဘူး။ဘာမှမသိပဲရှောက်ပြောနေကြတာ။အခြားရွာသားတယောက်ကဒါမှမဟုတ်ဆရာလာများဖုတ်သေးဖြစ်နေမလားဒီလောက်တောင်ကာကွယ်ပြောပေးနေတာနောက်တစ်ယောက်ကအေးလေငါကြားတာတော့သူ့အိမ်မှာအင်းစေးပင်တွေအများကြီးစိုက်ထားတာပဲသူကတိုင်းရင်းစေးဆရာလေးဟုတ်တယ်အဲ့ဒီအပင်တွေကသူ့ကိုပြန်ဒုက္ခပေးပြီးတေးဖြစ်သွားတာများလားရွာသားတွေကဖုတ်သေးရဲ့အကြောင်းပြောနေရင်ကနေခေါင်းစဉ်ပြောင်းပြီးဆရာလာကိုမတင်ကားဖြစ်လာကြတယ်ဆရာလာကပုံမှန်ဆိုတတိတသက်နေတတ်ပြီးအေးဆေးပင်တွေစိုက်ပျိုးလေးရှိလို့ပါအဲ့ဒီဆေးပင်တွေကပြုစုပြိုးထောင်တဲ့ရင်အစွမ်းထက်ပင်မဲ့မထိန်သိမ့်နိုင်ရင်တော့မွေးထားတဲ့သူကိုပြန်ဒုက္ခပေးပြီးတေးဆိုးဖြစ်စေတတ်တယ်လို့ဆိုကြပါသေးတယ်ဒါပေမဲ့အမှန်တရားကိုမသိရသေးတော့သူဘာလို့အတီးပြုလို့မရသေးဘူးတောရွာဆိုတော့ဆေးပင်စိုက်တာအင်းကွက်ဆောင်တာကပုံမှန်ကိစ္စပဲလေဖုတ်တဲ့အကြောင်းကငြင်းမသွားပဲရွာသားတော်တော်များများဆက်တွေ့နေရတယ်။လူတွေကိုပါရန်ရှာလာပြီးတချို့ဆိုဒဏ်ရာတွေတောင်ရကုန်တယ်။ကံကောင်းလို့အသက်မသေးကြတာ။ညဘက်ဘသူမှအပြစ်မထွက်ရဲကြတော့ဘူး။တညမှာတော့အောင်နဲ့ကြော်စွာတို့ပြန်ကျမ်းမာလာပြီးတရေဘသူလဲဆိုတာကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်။တရေဘသူလဲဆိုတာသိရင်ရွာသားတွေကိုပြောပြပြီးရှေးထုံးစံအတိုင်းတရေကိုတရားလုပ်လို့ရပြီလေဒါနဲ့လက်နက်တွေကိုယူပြီးအိမ်ကခိုးထွက်လာကြတယ်ဒီတစ်ခါတော့ရွာနယ်ဝေးတဲ့ဦးမြရဲ့လေတော်ဘက်မှာတရေကိုတွားတွေ့တယ်တရေကဖားတွေကိုအငမ်းမရစားတောက်နေတာကိုချောင်းကြည့်နေတော့တရေကလူနဲ့ရသွားပုံရတယ်ဟိုဒီကြည့်လိုက်ပြီးမန်ပီတန်းကြီးပေးကလူလိုက်ရှာတော့တာပေါ့ကြော်သွားကဟေ့အောင်ဘလို့လုံးမလဲငါတို့ကိုမိတော့မယ်ထင်တယ်အောင်နက်ကငင်ငိမ့်နေစမ်းပါကွာရွာသားတွေပြောသလိုဆရာလာဟုတ်မဟုတ်သိကျင်လို့ပါဒါပေမဲ့ကြည့်ရတာတော်တော်အိုနေပြီဆရာလာနဲ့လည်းတူတယ်လို့ပဲကြော်စွာကငါတော့မသိဘူးငါပြန်ကျင်နေပြီအောင်နက်ကတက်တိမွေးစမ်းပါကွာနည်းနည်းလေးထည့်ကြည့်ရရင်ဘသူလဲဆိုတာသိရတော့မှမျက်နှာလေးဒီဘက်လှည့်လာပါစေအောင်ရုတ်တရက်သူတို့နှစ်ယောက်လုံးအနောက်ဘက်ကနေတစုံတစ်ခုရှိနေတယ်လို့ခန်းစားလိုက်ရတယ်။အတန်မကြားရပေမဲ့ကြောချမ်းသွားတဲ့စိတ်ကြောင့်နောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဖုတ်သေးကြီးကသူတို့ကိုကုတ်ဖဲ့ဖို့ရွယ်နေပါပြီ။နှစ်ယောက်သားနာကျင်လွန်းလို့အော်ဟစ်လိုက်ကြတယ်။လက်နက်တွေလွတ်ကြပြီးတရေရဲ့လက်သေးရတွေကြောင့်ကိုယ်ပေါ်မှာဒဏ်ရာအကြီးကြီးတွေရကုန်တယ်။ဖုတ်သေးကမင်းတို့နှကောင်ပါလားဒီတစ်ခါတော့အလိုမပေးတော့ဘူးလူသားမဆရတာကြားလာပြီငါအစာဖြစ်လိုက်ကြစမ်းအဲ့ဒီအချိန်မှာပဲဒိုင်းကနေတနက်တန်တစ်ချက်ပေါ်ထွက်လာပြီးဖုတ်သေးရဲ့ကြီးလဲလန့်ပြီးနောက်ဆုတ်သွားတယ်အင်းကွက်စီမံထားတဲ့ကြည်စံထီသွားတာပါလူငယ်နှစ်ယောက်လှည့်ကြည့်လိုက်တော့လာခဲ့တဲ့သူကဆရာလာဖြစ်နေတယ်ဆရာလာကရက်လိုက်စမ်းမင်းနေတဲ့နေရာကိုပြန်သွားတော့မဟုတ်ရင်မင်းသိလိမ့်မယ်ဖုတ်သေးရဲ့ကဟာဟာအဖိုးကြီးလားမင်းပါလားမင်းကိုပါငါစားပစ်မယ်ဆရာလာကနောက်ထပ်အင်ကြီးစံနဲ့ထပ်ပစ်ပေးမယ်တဲကအချက်တိုင်းထိမှန်နေတာတော့ခန္ဓာရည်ရှိနေပြီးဆရာလာကိုခုံအုပ်လိုက်တယ်ဆရာလာလည်းလဲကျသွားပြီးတနက်လဲလွတ်ကျသွားတယ်တဲကဆရာလာကိုကြိုက်စားနေတော့ဆရာလာခမအတန်ကုန်အော်ဟစ်နေရတယ်အဲ့ဒီအချိန်မှာပဲအောင်နက်ကအာယူထားပြီးလှန်နဲ့တဲကိုအနောက်ကနေထိုးလိုက်တယ်။တဲကလည်းနာလွန်းလို့အော်ဟစ်ပြီးဆရာလှစီကနေခွာလိုက်တယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်တနက်တန်တစ်ချက်ထွက်ပေါ်လာတယ်။ဒီတစ်ခါတော့
ကျော်စွာကတနက်ကိုကောက်ကင်ပြီးတရေကိုအချက်ပေါင်းများစွာပစ်ခတ်လိုက်ပါတော့တယ်။တရေကြီးငြိမ်ကျသွားပြီးဒဏ်ရာပြင်းထန်စွာရနေတဲ့ဆရာလရဲ့ကိုယ်ပေါ်ကိုမှောက်ကျသွားတယ်။သူတို့ကဆရာလကိုဆွဲထူလိုက်ကြတယ်။အောင်နက်ကဆရာလအဆင်ပြေရဲ့လား။ဆရာလကငါရပါတယ်ဘာမှမဖြစ်ဘူး။နောက်ဆုံးတော့ဝေကျွေးကုံသွားရှာပြီပေါ့။ကျော်စွာကဟာဒါဥမြပဲဘလို့ဖြစ်တာလဲဥမြကဖုတ်သေးရဲ့လားဒါဆိုဆရာလကဖုတ်သေးရဲ့ဘယ်သူလဲဆိုတာကိုသိနေတာပေါ့ဘာလို့ရွာသားတွေကိုမပြောတာလဲဆရာလကကိုမြကငါတငယ်ချင်းပါကွာငါသူ့ကိုမထိခိုက်စေချင်ဘူးဒါပေမဲ့နောက်ပိုင်းသူကတောင်းကျမ်းပြီးလူတွေကိုဒုက္ခပေးလာတော့ငါလည်းကြည့်မနေနိုင်တော့ဘူးဆရာလကဖိချောင်းကုံစင်ရှင်းပြလိုက်ပါတော့တယ်ဦးမြဟာဖီဖုံဒါမှမဟုတ်ဝါပုတ်လို့ခေါ်တဲ့တားမြစ်ထားတဲ့အင်းဆေးပေကိုယူဆောင်မွေးမြူခဲ့တာပါကြာလာတော့ဆေးပင်ကအစွမ်းထက်လာပြီးဝိညာဉ်စိုးပေါ်ပေါက်လာကဦးမြကိုဝင်ပူးပြီးအခုလိုလိုက်လံဆက်တောက်နေတာပဲဖြစ်ပါတယ်ဆရာလကကာဝယ်ပေးဖို့စူးစမ်းခဲ့ပေမဲ့ဝိညာဉ်မဲကအာကြီးလွန်းတော့ဦးမြရဲ့စိတ်ကိုထိန်ချုပ်သွားခဲ့တာပါ၃ယောက်သာရွာထဲကိုပြန်လာပြီးအလောင်းသွားကောက်ဖို့နဲ့ဒလီထုံးစံအတိုင်းအခမ်းအနားလုပ်ဖို့ရွာသားတွေကိုပြောပြလိုက်တယ်။အခုတော့အားလုံးကဦးမြဟာဖုတ်သေးဆိုတာတည်သွားကြပြီးသူ့ဝိညာဉ်လည်းခြုံငိမ့်သွားခဲ့ပါပြီ။ရွာလေးကတော့အရင်လိုပြက်လဲအေးချမ်းသွားခဲ့ပါပြီ။